ရုပ်ထွက်သွားတယ်ပြောချင်တာအဲ့ရှိတဲ့အိမ်ကြီးကိုကရုပ်ပါပြုတ်သွင်းပြလိုက်ဒီတောင်ကြီးအဲ့ဒါမိုင်းလုံးတောင်ကျော်ခေါ်တယ်ပြောလို့ရှိရင် Scar Strand 91ဟိုကအဖြူကကြတော့ကျူတော့သူကတော့ modelize နှစ်ပေါင်း90ပဲရှိသေးတယ်ဟိုးအပင်တွေ့လာမှကြီးတက်တဲ့ရလေးဟိုထင်းရှုပင်လေအဲ့ထင်းရှုပင်နဲ့အောက်မှာညောင်မရှိတယ်သူကနှစ်ခု growing up အဲ့ကောင်နှစ်ပေါင်း200ကျော်သွားပြီအဲ့လားဒါကခုနကကျွန်တော်ပြောတဲ့မိုင်းလုံးတောင်ကျော်ကြီးကလို့ပထမဆုံးရောက်ဖို့တဲ့မိန်းမကိုစားကောင်းတောက်ကောင်းနေလိုက်ကြွေးတာကျွန်တော်ရောက်တိုင်းစားနေရဒီ Arab ပေါ့နော်အင်္ဂလိပ်လို့ဆိုရင် Everest အလေအကြိုက်ဆုံးတော့တန်ပေါက်ရန်ကုန်ကြိုက်တဲ့ဆိုင်နဲ့ရှင်းလို့ရတယ်ရှင်းစရာမလိုတာဗျာဒါမလိုက်ဒါချက်ပါတီမလိုက်နံပြားမရအောင်ကလောမှာမလိုက်ချက်ပါတီပဲရတယ်အခုကျွန်တော်စားနေတာစိတ်သားတန်ပေါက်ဘာနှမ်းမှမရှိရမ်းမိုက်ခုကတော့ဒါသူတို့သားမိကိုဟိုလျှောက်ပြဒီလျှောက်ပြပေါ့နော်ပြီးမနေ့ပြန်ကြတော့ဒါအပင်မန်းတော့မှာဆိုတော့ကဲ day 2ကတော့ဒီလောက်ပါပဲဗျာ